No! စီဘူးလောင်မီးဘူးလောင်နာတွေထိခိုက်ရှနာတွဲထွက်တန်ယူဖြစ်တဲ့အနာတွေပြီးလို့ရှိရင်ကျွန်တော်တို့ဂရင်းထဲမှာရှိတဲ့အပူကြောင့်ဖြစ်တဲ့အနာတွေနှကန်းတောင်တွေမှာဖြစ်တဲ့စာပါဇက်လို့ခေါ်တဲ့အနာတွေဒီလိုအနာတွေကိုဘယ်လိုမျိုးအိမ်တွင်းသုံးနီးလန်းတွေကိုအသုံးပြုရမလဲဘယ်လိုမျိုးဖြစ်ဆက်စာကိုအသုံးပြုရမလဲဆိုတာကိုကျွန်တော်ဒီနေ့မျှဝေပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အကောင့်လေးကကြတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘိုးသူရတွေကိုကိုရိုင်းလေးလာပြီးတော့ကိုရိုင်းသုံးဆွဲပြီးတော့ရလက်ထွက်တဲ့အရာတွေကိုလိုင်းပေါ်မှာရှိတဲ့တငယ်ချင်းတွေကိုပြန်လဲမျှဝေပေးတဲ့အကောင့်လေးဖြစ်ပါတယ်ပြီးလို့ရှိရင်3သိန်းနဲ့အိမ်တွင်းသုံးနီးလန်းတွေနဲ့3သိန်းနဲ့ဖြည့်ဆွက်စာတွေကိုမျှဝေပေးတဲ့အကောင့်ဖြစ်တဲ့ကြောင့်မလို့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူးတုဒတွေနဲ့3သိန်းနဲ့အရာတွေကိုနောက်ထပ်သိရှိသွားရလေအောင်ကျွန်တော်ရဲ့အကောင့်လေးကိုအပေါင်းလေးနဲ့တဲလေးပေးပြီးတော့ follow လေးလုပ်ပေးသွားပါအများသူငါသိအောင် share ပေးသွားပါခင်ဗျnotification ဘဲလေးလည်းနှိပ်ပေးသွားပါခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့မှာဆိုလို့ရှိရင်မတော်မဆထိခိုက်မှုကြောင့်အပူလောင်နာတို့စီပူလောင်နာတို့မီးပူလောင်နာတို့မီးလောင်နာတို့ဒီလိုမျိုးဖြစ်ပြီးဟဲ့ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့စောင့်ထားရမယ့်အရာလေးကအိမ်တွင်းမှာပဲစိုက်ပျိုးလို့ရတဲ့ဆေးပင်လေးတစ်မျိုးဖြစ်ပါတယ်အဲ့ဒါကကြတော့ရှားဆောင်လက်ပတ်ပင်ပဲဖြစ်ပါတယ်ခင်ဗျရှားဆောင်လက်ပတ်ပင်ကဆိုလို့ရှိရင်ရှစ်ဆေးစရာကြီးတွေကနှစ်ပေါင်း2000လက်တွေကဆေးစွမ်းထက်တဲ့အရာတွေကိုဒီရှားဆောင်လက်ပတ်အပင်နဲ့ဖော်ဆက်တာဖြစ်တဲ့ကြောင့်မလို့အရန်ကိုဆေးစွမ်းထက်တဲ့အပင်ဆိုတာကိုအများသူငါသိရှိပြီးသားဖြစ်မှာပါခင်ဗျဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ရှားဆောင်လက်ပတ်ကိုအိမ်မှာစိုက်ပြီးဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးအပူလောင်နာတွေရှိတဲ့အခါမှာတော့ဒီရှားဆောင်လက်ပတ်ဂျယ်လေးကိုမိတ်ဆွေတို့အနေနဲ့ကုတ်ယူပြီးလို့ရှိရင်စီဘူးလောင်မီးဘူးလောင်တဲ့နေရာအပူလောင်နာနေရာတွေကိုဖြစ်ချင်းမိတ်ဆွေတို့အုံပြီးတော့စီးပေးထားရမယ်ဒါမှသာလျှင်အဖို့မပေါက်တော့ဘူးပေါ့နော်နောက်တစ်ချက်ကကြတော့ထိခိုက်ရှနာသွေးတွေအရန်ထွက်တယ်သွေးတွေအရန်ထွက်တယ်ဆိုလို့ရှိရင်ရှားဆောင်ဂျယ်လေးနဲ့အုံထားလိုက်မယ်ဆိုရင်သွေးထက်လဲတက်တာပြီးတော့အနာကျက်ကိုလည်းမြန်စီမှာပဲဖြစ်တယ်ပြီးလို့ရှိရင်မိတ်ဆွေတို့ဂရင်းတွေမှာရှိတဲ့အပူကြောင့်ဖြစ်တဲ့အနာတွေနှကန်းထောက်မှာရှိတဲ့စာပါဇက်လိုအနာမျိုးတွေလည်းရှားဆောင်ဂျယ်လေးတို့ပြီးတော့လိမ့်ပေးခြင်းအပြင်မိတ်ဆွေတို့ရဲ့အနာတွေကိုအမြန်ဆုံးတက်တာပျောက်ကင်းမှာဖြစ်ပြီးတော့နာကျင်မှုကိုလည်းတက်တာစီမှာပဲဖြစ်တယ်ဒါဆိုလို့ရှိရင်ပေါ့နော်တချို့လူတွေကပြောကြတယ်ရှားဆောင်လက်ပတ်ကလူတိုင်းနဲ့မတည့်ဘူးတမ်းမတည့်တာတွေရှိတယ်ဒါလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ခင်ဗျ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေကဒီလိုမျိုးရှားဆောင်လက်ပတ်လက်ဆက်ဆက်ကိုသုံးမယ်ဆိုလို့ရှိရင်နီးမသိပဲနဲ့သုံးတဲ့အခါမျိုးဆိုရင်ရာရန်တဲ့အရာမျိုးတွေဖြစ်တတ်ပါတယ်ဓာတ်မတော်တဲ့အရာမျိုးတွေဖြစ်တတ်ပါတယ်ဒီခါမှာဆိုလို့ရှိရင်အသုံးပြုတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ရှားဆောင်လက်ပတ်ကိုအဖလက်ကိုခူးယူပြီးပြီဆိုရင်ထိပ်ဖြတ်ဖင်ဖြတ်ဖြတ်ပြီးထောင်ထားရမှာပဲဖြစ်တယ်သူ့မှာကြတဲ့အဝါရီကဆိုလို့ရှိရင်မိတ်ဆွေတို့ဓာတ်မတက်မှုကိုလည်းဖြစ်စေနိုင်ပါတယ်ရာရည်မှုကိုလည်းဖြစ်စေနိုင်ပါတယ်ခင်ဗျဒါဆိုလို့ရှိရင်ဓာတ်ခွဲကမှစမ်းသပ်ပြီးတော့ဘောနော်တကယ်ကိုစစ်ထုတ်လုပ်ထားတဲ့ဘောနော်ဆေးရည်မျိုးဖြစ်ဆွက်စာမျိုးဆိုလို့ရှိရင်လူကိုယ်တိုင်းသုံးဆွဲနိုင်မှာပဲဖြစ်တယ်ကျွန်တော်ကိုယ်တိုင်းသုံးဆွဲနေတဲ့အရာလေးဖြစ်ပါတယ်ဒါကကြတော့ရှားဆောင်လက်ပတ်ဖြော်ရည်ဖြစ်ပါတယ်ဒီရှားဆောင်လက်ပတ်ကဆိုလို့ရှိရင်ရာဂိုင်းတို့အများဝင်ပါပြီးတော့ကိုဂျီဘယ်ရီဒီအနေငယ်ပါဝင်တဲ့ရှားဆောင်လက်ပတ်ဖြိုးရည်ဖြစ်ပါတယ်ဒီရှားဆောင်လက်ပတ်ကဆိုလို့ရှိရင် ASEAN ကုမ္ပဏီကထုတ်လုပ်ထားပြီးတော့အမှတ်တစိမ့်တွေလည်းရရှိထားတာဖြစ်ပါတယ်ထုတ်လုပ်တဲ့သူကဆိုလို့ရှိရင်ပါရဂူဆရာဝန်ကိုယ်တိုင်ဖြစ်ပြီးတော့ဓာတ်ခွဲကန်းဆရာဝန်ပေါင်း600နဲ့အတူတူစီစစ်ပြီးတော့ထုတ်လုပ်ထားတာဖြစ်တဲ့ကြောင့်မို့လူတိုင်းကယုံကြည်စိတ်ချစွာသုံးဆွဲလို့ရပါတယ်ခင်ဗျဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အိမ်ရင်းသုံးနီးလန့်အနေနဲ့ရှားဆောင်လက်ပတ်ကိုမိမိအိမ်မှာစိုက်ထားမယ်ဆိုရင်ဘောနော်စိုက်ထားပြီးတော့သုံးလို့ရတယ်လို့ဒီလိုမျိုးပြည့်ဆက်စာကိုဝယ်ယူခြင်းနေဆိုလို့ရှိရင်ကျွန်တော်ရဲ့ TikTok ဈေးချင်းနောက်မှာနှိပ်ဝက်သွားလို့ရပါတယ်ခင်ဗျပြီးလို့ရှိရင်လက်ကားနဲ့ဝယ်ယူခြင်းတဲ့သူတွေကိုယ်စားလှယ်ဝင်ရောက်လိုခြင်းတဲ့သူတွေဆိုလို့ရှိရင်လည်း TikTok Messenger Facebook Messenger တွေမှာအမြန်ဆုံးလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်ထပ်ဘောနော်မျှဝေပေးမယ့်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ